စာတင်တက်ပါပြီချက်ချီယိုကိုတက်ပါပြီထုတ်ပေါ်နေနိုင်နဲ့နတ်စင်နိုင်မှာဟဲ့ energy တွေသူ energy တွင်းတောက်ပြီတော့မသိဘူးအဲ့တက်နိုင်အောင်လို့ energy တွင်းတောက်ပါအဲ့လိုနည်းနည်းလမ်းနေနော်ကြည့်ကြပါတောင်တက်တဲ့အဖွဲ့တွေထဲမှာကျွန်တော်ထင်တာတော့ကျွန်တော်တို့အဖွဲ့ကလေအထုပ်အများဆုံးဖြစ်မှထင်တယ်ကြည်ကြည်တယောက်ကြည့်လက်ဆွဲအိတ်တစ်ထုပ်ပါတယ်လို့ရှိရင်မှာဘေးလွယ်အိတ်တွေရောဆွဲအိတ်တွေရောအများကြီးပါတယ်ဆိုတော့တောင်တော့မှာဘယ်လိုဖြစ်ကြမလဲဆိုတော့ချက်ဆောက်ကြည့်ရမှာပေါ့နော်ကျော်အိတ်တွေပါတယ်ပြီးရင်ဘေးလွယ်အိတ်တွေပါတယ်ခွေးတွေကျွေးဖို့မုတ်ထုတ်တစ်ထုပ်ပါတယ်ဆိုတော့ခုကရေမြောင်းလေးစခန်းကိုအရင်ရောက်ပါပြီဒါတောင်အစားအနေ၃ဖက်လုံးပါဟောလိုက်တာစပဲစီသေးဟေးလာတဲ့ကောင်လေးပါမုတ်ပါလာမှန်းတီးရောလေဒါကျွန်တော်တို့ရမ်းကျွမ်းကျင်တဲ့ကျွန်တော်တို့အဖွဲ့ကအရှိရတောင်းတက်အဖွဲ့တင်ကေတာလောက်ရတာပါတပ်ဗီဒီယိုလေးရပြီလားဒီမှာစားပါတယ်စားပါလေစားပါတယ်စားလုံးလေးညဟောနေအမတို့ဟတ်ထုတ်ပဲအထောက်လုံးကြည့်လို့လားတဘောမတုံးဝမ်းထားလားနော်မုတ်ပါလာမှန်းတီးတော့လိုက်လာပါတယ်ဒီကောင်လေးကနောက်တယ်နေတော့မကြည့်ဒီစီလိုက်လာပါလေကြည့်ဆိုတော့သူမုတ်ကျွန်းမှန်းတီးတော့လိုက်လာပါတယ်ကြည့်သူပတ်ပြီးလိုက်လာကြည့်ဒီချိန်မှလည်းပြန်ဆောက်ပါတယ်ဟိုင်းအဆုံးကြီးမလိုက်ရနေမောပဲနော်တောင်းအားကြီးတော့မောပဲစားတယ်မလဲအားနေကြတယ်အကုန်ဒါ first time ခီးစင်မှာအေးတော့လဲနင်တို့တောက်ချင်တယ်နော်မဟုတ်စားလဲနင်တို့စားချင်တယ်ဒါတူတောင်ဝင်ခြေသွားတော့ဒီမှာစခန်းမှာပဲရဲဆောက်ပြီးတော့နေခဲ့ပါတယ်အခုတောင်ဝင်အလှည့်ကြတာဟိုမှာအရှိမအဖြူလေးတစ်ကောင်ကဆက်လိုက်လာတာပေါ့နော်ဒါသူတို့ကလည်းသူတို့ရဲ့ဘယ်လိုပြောမလဲတိုးလီတာပေါ့ပြောမလို့အချိန်နဲ့ပဲချိန်နဲ့ပဲအဲ့လိုမျိုးမကြည့်ဒါဒီတယောက်ဆက်ပြီးတော့တောင်းဝင်ကြတယ်ဒီကြောက်ဆက်ပြီးလိုက်ပို့တယ်ကြည့်ဒီကြောက်ခုနအမဲလေးကနေခဲ့တယ်ဟုတ်ပါခုနအမဲလေးကနေခဲ့တယ်ထိလာပြီးတော့သူတို့တိုင်ကိုသူတို့တွေထိတ်တယ်လို့ပဲဖြစ်မှာနော်ဒီကမဲထိလာဟိုပေါ့တယောက်ရဲ့ပိုင်နဲ့အထိပဲတယောက်ပေါ့အဲ့လိုမလိုက်တော့ဘူးသူတို့က我那到底怎么样了？လူတွေရဖက်ပြေးမယ်လိုက်ဖို့လေမဟုတ်တော့ဘူးဟုတ်လားဟေးဟာဖက်ပြေးဦးပါဟေးကောင်းလားဟမ်ကောင်းလားမကောင်းလားမလမ်းကိုင်းနေနော်
တုံးမစားနော်ဟိုတော့ရောက်ရင်တော့တုံးထပ်ကြည့်မယ်တော်ပြီစောင်းမလားတို့တွေတယောက်ထုတ်ကြစီရကြည့်ရတယ်ထုတ်မကုန်ရင်မျက်နှာလေးရတမျိုး တည်တယ် တည်ရရောလူရနဲ့စား ဒါပြီးသူတို့နောက်တစ်ခါမှရိုင်းသူတို့ပြန်ဆင်းပြီးအဲ့လိုမျိုး ကုန်သွားပြီ နောက်တစ်ခါမှတွေ့သေးလို့ ရှိတော့နော်ကုန်သွားပြီနော်မမတောက်မကြနေတယ်မလည်းအမကောင်းလားမရှိတော့ကျွတ်အိမ် ကူကတော့ဆွေရင်သာစခန်းရောက်ပါပြီတမိုင်နဲ့နှစ်ဖက်လုံးပေါ့နော်ဆိုတော့နောက်ထပ်6မိုင်ကျော်လောက်တော့အောင်ဒီမှာမုတ်ဆိုင်လေးရှိရယ်မတည်ရင်လေရွာလေးလိုပဲဒီလားတောင်တက်လန်တစ်ချောင်းမှာအိမ်လေးတွေရှိရောတကယ်ရွာလေးတွေလိုပဲဒီနေရာကျတော့လမ်းလေးကြည့်ပါဦးလေကားအတက်လည်းမရှိတော့ဘူးနော်ဒီမှာရန်သူတော်ကြီးတွေပါဟောင်းနေပါပြီထိုင်ရတဲ့ပုံမှာသခင်မုတ်ပါမလို့လားလူတို့ဒါဟိုဘယ်သူမျိုးလဲဒါရုပ်ကြီးနဲ့ငါခါကောလို့ပေးထားမှာပါဆိုရင်မရောက်ပါကြည့်ကောက်နေတာပဲဒီလိုတက်လာတာကလေးလေးပါကူကကြားဆွဲစခန်းကိုရောက်ပါပြီ2မိုင်2ဖာလုံးပေါ့နော်ဆိုတော့အားလုံး9မိုင်တက်ရမှာဆိုတော့နောက်ထပ်9မိုင်4မိုင်ကျော်လောက်ပဲလို့တော့တယ်ပေါ့နော်ဆိုတော့ရှေ့မှာဒါကျွန်တော်တို့ဒီတောင်တက်ကားနဲ့တက်မယ်ဆိုရင်အလူကန်ရက်တဲ့နေရာလေဆိုတော့အဲ့ဒီနေရာကမန်တက်ကအတန်လေးကြားနေရပြီပေါ့နော်ဒါဘိုးကြီးနဲ့နံပါမြေတော်မူစခန်းရောက်ပါပြီ2မိုင်3ဖာလုံးပါ
ခဏနေအပေါ်ကိုရေမြောင်းကြီးကိုရောက်တော့မှာပေါ့နော်အဲ့ဒီမှာစားကြဆိုင်လေးလည်းရှိတယ်ပေါ့နော်။သမင်းတခြားဒီလက်ဖက်တုပ်တို့ခေါက်ဆွတ်တို့ရတဲ့ဆိုင်လေးတွေတော့ဟောပါပြီ။ဆိုတော့ဆက်တက်လိုက်ရမယ်ချီပွားကျင်းနေပြီ first time ဆိုတော့လေဘာမှတေချာမပြင်ဆင်ခဲ့ပဲဒီတိုင်းလက်တက်တာဆိုတော့ဒီလည်းတော်တော်လေးပြန်သွားပါပြီ။ဆိုတော့ဆက်တက်လိုက်ပါဦးမယ်။နောက်ဆုံးတော့ရေမြောင်းကြီးစကန်အောင်ရောက်ပါပြီဒီကောင်စကန်ရောက်ပါပြီဒါခုမှအရင်တက်သွားတဲ့ပွဲနဲ့ခုမှပြန်ဆုံးတာပါမခင်ဗျားဆိုရရောက်လေပါ ဘိုင်းထဲမှာစားကြတယ် မာကျုံမွေကျော်နဲ့ဒီလို play ပါများ ကစုံကလေး ဒီနေရာမှာဆိုတာဒါပဲရှိရမှာနော် ဒါအကောင်းဆုံးပဲလေ လူရရပါဒီမှာအမပြဒီမှာရေလောင်းထည့်လိုက်ရေဦးကလေလေးလိုက်တာပဲဟုတ်တယ်ရပြီရေမြောင်းကြီးမှာထမင်းစားပြီးတော့မိုးလဲတိတ်သွားတော့ဆက်တက်ပါမယ်သုံးပုံတစ်ပုံတော့ရောက်နေပြီလို့တော့ပြောရဲဆိုတော့အစိနာဆိုရင်တော့တဝဲရောက်ပြီပေါ့နော်လမ်းတဝဲရောက်ပါပြီခုနကမိုးကတော်တော်ရွာတာတယ်အခုမှတိတ်သွားတယ်ဆိုတော့ကြိတ်ချီရဲ့လမ်းတဝက်ကိုတဝက်နီးပါးကနေဒါတဲ့အချိန်တက်ပြီးတော့ကျန်တဲ့တဝက်ကိုမိုးရွာနေတဲ့အချိန်လေးတက်ရတာပေါ့နော်အဲ့ဒီတက်လာလို့ရှိလို့ရှိရင်စာတင်ကျောင်းလေးပါရှိပါတယ်မူရရန်ကျောင်း9တန်းထိရှိရလို့ပြောတယ်ပေါ့နော်ခု3မိုင်ရောက်ပါပြီမဟာမြိုင်စခန်းမှာဒါ3မိုင်ဆိုတော့တဝက်နေရောက်တော့မှာပေါ့နော်3မိုင်ရောက်ပါပြီနောက်ထပ်4မိုင်ကျန်ပါသေးတယ်သူကချီးနဲ့ဖြစ်သွားပါပြီမိုးရွာနေတော့အောက်မှာတော့မိုးကလေးရောင်းတယ်ပေါ့နော်တစ်ခုမိုးကလေးဝယ်ချက်လို့ရတယ်တောင်ပေါ်မှာဆိုတော့ရာတူးကချိုပြီးပြောလို့ချိုပြီးခက်မှန်လို့မရအောင်လေပူတင်ပူတယ်မိုးရချင်းရဆိုတော့မိုးကလေးဝယ်ခဲ့တာတော့မိုးယူခဲ့တာအကောင်းဆုံးပဲပေါ့နော်အိမ်ကြီးအများကြီးပဲဒါပေမဲ့လူမနေကြတော့ဘူးပေါ့နော်လူမနေတဲ့အိမ်တွေလည်းရှိတယ်ဘာလို့လဲဆိုတော့ထင်တာတော့ခင်းသွားရတယ်မဟုတ်လို့လားမသိဘူးအိမ်အလွတ်တွေလည်းရှိရတယ်လူတွေတော့မရှိကြဘူးဒီမှာကုန်းကြောင်းလေးတစ်ခုရောက်ပြီပန်နီတိုင်ရောကြောင်းတိုက်ဖိုးပြန်တောင်းတယ်ခုနကသမင်းဆိုင်အတော်ကြီးပြောတဲ့နေရာဖြစ်မယ်ဖိုးပြန်တောင်ရောက်လို့ရှိရင်တဲ့ဝယ်ခဲ့တဲ့ဒီတောင်ဝေးထုတ်လေးတွေကရမ်းကိုအရေးပါတယ်ပေါ့နော်မိုးရည်ဆိုတော့တောင်တွေကနှမိုင်းစုံနဲ့အရန်ကို
လမ်းစရာလေးဖြစ်နေဆက်တက်လိုက်ပါဦးမယ်ဒီကားလေးအရန်ပေါ်တယ်ဖိုးပြန်တောင်စကန်ရောက်ပါပြီနောက်ထပ်3ခွလုံးဆိုရင်တော့တဝက်တတိပြည့်ပေါ့နော်ဒီမှာအရှိမတောက်လျှောက်ဒီကားလေးပါပဲဝယ်လာတဲ့တောင်မွေးရဒီညမှာအရန်ကိုအသုံးဝင်ပါတယ်ဟမ်ဟုတ်တယ်တော်ရကြောင်လေးပါလေခုနဟာနဲ့အခုကတမိုင်ပဲရှိပါသေးတယ်တမိုင်ပဲရှိပါတစ်ဖာလုံးပဲရှိပါသေးတယ်တစ်ဖာလုံးတောင်တော်တက်ပါတယ်အခုမှ3မိုင်6ဖာလုံးမှာစိတ်ရမှာ4မိုင်တဝက်ပြည့်ပြီထင်တာဗောနော်အဲ့ပေါ့တဝက်တော့ပြည့်ကြော်သွားပြီ9မိုင်ဆိုတော့နော်တဝက်ရှိပါ3မိုင်5ဖာလုံးနဲ့တဝက်ပြည့်နေပြီဟိုကမြူလေးတွေနဲ့ပိတ်နေပါတယ်တောင်ပေါ်တော်ရောက်နေကြနော်ဒီအောက်ကနေကြည့်နေဆိုရင်တော့မြူတွေပိတ်နေတော့မမြင်ရဘောကတော့တိတ်သွားပါပြီဒါပေမဲ့မြူတွေပိတ်နေတော့မှာပဲဘယ်လိုသွားလဲဟုတ်လားတော့ဝယ်တော့ဟမ်အောက်မှာဆိုင်ကနေလေခုနဆိုင်ကနေဖြစ်လာတယ်လို့လေဘယ်လိုတွေသွားကြမလဲသူတို့ကဆိုင်ကနေဟုတ်တယ်ကိုကလမ်းကိုတွေထက်အလှကတဲ့လေပဲတွေ့ဆိုင်ကနေဘယ်လိုမောင်းရလဲမသိဘူးဆိုင်ကနေသွားကြမှာပေါ့နော်ဆိုင်တမော့စခန်းပါ4မိုင်နဲ့3ဖာလုံးပါအောက်ဆိုင်တမော့စခန်းนี่ဆက်တက်ပါမယ်နောက်ထပ်2နိုင်လောက်နော်ဒီတောင်ကခုနထိုးတက်တဲ့မြင်းနေဆိုတောင်ဆန်မြင်းတာပေါ့ဟုတ်တယ်အဲ့နောက်ထပ်2နိုင်လောက်ဆိုရင်သူပြော2နိုင်ပေါ့နော်အဲ့လောက်ဆိုရင်တော့ရောက်ပြီတဲ့9မိုင်ရှိပါပြီ9မိုင်ရှိပြီဆိုတော့နောက်ထပ်2မိုင်ဆိုလို့ရှိရင်တောင်ပေါ်ရောက်ပါပြီခင်ဗျာလမ်းအပြေပါတော့မြင်နေလေလမ်းအတက်ကဟိုလှေကားတွေမရှိတော့ဘူးပေါ့နော်ဒါလေးဒီဇိုင်းမှာရှိပါတယ်ဟိုဘက်မှာကြောက်နေနော်ဟိုဘက်တောင်နဲ့ဒီဘက်တောင်ဆက်ထားပြရအောင်နော်ကြောက်မှာကြောက်တယ်ဒါ9မိုင်နဲ့6ဖာလုံးရှိပါပြီအဲ့ဒီရွာလားမသိဘူးနော်ဟိုလေအခုကမိုးလေးရွာလာတော့မြူလေးတွေဆိုင်တော့လေမသိဘူးအိမ်လေးတွေနဲ့ရွာလေးတွေကအရန်ကိုမှော်ဆန့်နေတယ်လို့ခံစားဟာဒီအိမ်လေးတွေကတိတ်ဆိတ်ပဲဆိုတော့ပဲအိမ်ကြီးလည်းနေတော့လေဘယ်လိုမြူလေးတွေဆိုင်တော့မသိဘူးမော်ကားရဲ့နေရာတွေဘာလို့ရောက်သွားတယ်လို့စခန်းပါလမ်းပြီစခန်းမလေးရွာကိုရောက်ပါပြီတောင်တက်လမ်းပေါ်ရွာတစ်ခုပေါ့နော်ကမေးမရအဲ့ဒါအရန်ဒုံငယ်ဟုတ်ကမေးမလည်းအဲ့ရွယ်ငယ်ပဲဒီမှာသူကအချမ်းသမားလေးပါထုံးနေပြီနော်ဒီကားလေးကြည့်ပြီးရငုံလိုက်ရတာဆိုတာလေ
ပြင်ချင်နေတာတို့မှမမကိုပါ ယူလေးတွေပိတ်ပြီးတော့ဒီရွာလေးကအရန်နေကြည့်ကြလေကောင်းနော်ဒါတောင်ပေါ်ရွာလေးပေါ့နော်ဒါအရင်လာတဲ့နေရာတစ်ခု Okay ဘာ let's go လဲငါတို့ခုမှရောက်တဲ့ဟာယူ group photo လေးရိုက်လာဒီနားလေးနားလေ လာစ ဟာမဒီအပြင်လေးနဲ့လာတယ်သူတို့ရှင်ရရမယ်တော်တော်လာတော့ဒီနားမောဆန်ဘောနဲ့တန်းနဲ့တက်တာဖြစ်နေနော်မိုင်းတူနော် ခုကဒီရွာကနေတက်လာလို့ရှိရင်တောင်တက်ကားလမ်းပေါက်ပါတယ်ဒီမှာပါတောင်တက်ကားလမ်းဒီကနေမှထပ်ပြီးတော့တောလမ်းနေဆက်ပြီးတော့တက်လဲရပါတယ် အဲ့ဒီလမ်းတိုင်းကျန် ဒါတောင်တက်ကားလမ်းပေါက်ပါပြီနောက်ထပ်တစ်မိုင်ဆက်တက်ရင်ကြားပေါ်ရောက်ပါတော့နော် အဲ့ဒီလမ်းအတိုင်းတက်ရင်အဲ့ဒီလမ်းအတိုင်းတက်တာနဲ့ဒီလမ်းတိုင်းတက်တာဘယ်ဟာပုံကြီးလဲဒါနီးတာပြဖြောင်းနေတယ်ပေါ့ကျေးဇူးနော် ဟုတ်လားစေးကား သိသွားတာလား အော်တောင်း ဒါတို့ကဒါတို့လို့လားလေမမ 1 2 3ကားလာနော် ဒီကားချိုးဆိုရပွဲကြတာတယောက်ချင်းစီရဲ့တယောက်ချင်းစီရဲ့တယောက်ချင်းစီရဲ့တက်စီကားလမ်းဆိုတော့ကိုလုံးဒီပင်ပြီးတော့တိုင်းနေပြီးတော့တက်ပါတယ်တက်ပါပဲကားလမ်းတမန်ကိုရွေးလိုက်မိရအရင်မှားပါပါတယ်ဘာဖြစ်လို့လမ်းကမြင်တဲ့အတိုင်းတောက်လျှောက်အတက်ကြီးပါပဲအစင်းတော့မရှိပါဘူးဟုတ်ဒေါ်လာလေးရတော့လို့ရှိရင်တော့မပေါ့နော်ဟိုလမ်းဆိုးပေမဲ့စင်းတဲ့နေရာလေးပါရှိတော့အစင်းကြီးသူက6မိုင်ပြီးတော့ကျန်တဲ့တမန်ကိုကားလမ်းကိုရွေးလိုက်ပြီးအခုမြင်တဲ့အတိုင်းပါပဲတော်ပူပင်မှန်းပါတယ်ဒီနောက်ဆုံးကျန်တဲ့တမိုင်ကလေတက်ခဲ့တဲ့6မိုင်တက်ဆိုင်ဒီတမိုင်ပူပင်မှန်းပါတယ်နောက်ဆုံးတော့ရောက်ပါပြီရှေ့မှာတောင်စင်ကားဂိတ်ပါ10 နိုင်ရတက်ခဲ့ပါတယ်အခု9နိုင်ခွဲရပေါ်ရောက်ပါပြီနဲ့အထီးလဲလူတွေမကွဲသေးဘူး